ပြေးမယ်ကလေးတွေတော့ပို့ချောင်းနေဆင်း run ဒီနေ့မှာအစိုးရထားရပေါ့နော်9နိုင်ခွဲဆိုတော့မိုးတော်မလင်းသေးပါဘူးရုပ်ခက်လိုက်ချမှုတူရုံနဲ့တက်တာတွေပြနေတာမင်္ဂလာပါပေါ့အဲ့ဒါပြီးရင်တော့မျက်နှာတစ်တယ်သွားတိုက်တယ်မျက်နှာတစ်တယ် skin care ရယ်မျက်နှာပြန်တစ်တယ်ပြီးရင်တော့ make up စလိမ့်ပါပြီအချိန်ကတော့9နိုင်ခွဲလောက်ပေါ့နောက်တော့ဘေးမှာအကဲလေးရ make up အတူလာလိမ့်ပါတယ်မိတ်ကကိုနိုးတောက်ရင်လိမ့်ပါတယ်ဒီခေတ်ကမနေ့ဆိုရင်နိုးပဲတောက်တယ်ပေါ့နော်သူများကြီးကကော်ဖီတောက်ကြတယ်ဆိုပေမဲ့လည်းဒီခေတ်ကရင်တုံလို့မတောက်နိုင်Gnarly. It's fine. Everything will be fine. Gnarly. Everything's gnarly. Gnarly. Ugly. They be trying to copy. I'm the chef. I'm the chef. I'm the chef. ခုဆိုရင်တော့ make up ပြင်လုပ်ပြီးပါပြီစပင်လေးလို့ဝစားလေးလဲပြီးတော့စထွက်ဖို့လုပ်လိုက်ပါဦးမယ်ခုကဆက်ထုတ်ပိုင်တော့မှာပါအဲဒီချုပ်ထားနည်းနည်းဘူးရရိုက်ချင်လို့လည်းလက်ကတလောက်ပဲဆက်လို့မိရခုက8နိုင်15လောက်ပေါ့ဒီကအရန်ပို့တယ်အဲ့လိုက်တာဟောတက်ပါရောစောစီပြင်ထွက်တာဆိုတော့သူတွေရေပတ်နေမလဲတကြံဟိုတခါမှအစိုးရပြင်ထွက်ဘူးအဲဒီဘာမှမသိသေးချင်ဘာလဲပတ်သက်ပတ်စီကိုရုံနေပတ်သက်ပတ်စီကိုရုံနေပတ်သက်ပတ်စီကိုရုံနေ We're on a mission မန်တက်လိုက်ရှာဟုတ်ဒီပတ်တယ်လိုက်ရှာစပိန်နဲ့အုပ်ကြီးတွေရွှဲနေတီးပတ်ပြီလားမသိဘူးလို့ဆိုတော့တက်လန်းလုံးမှာဒီဖက်တဲ့လူတွေ့တယ်အဲ့ဒါကြီးလောဘကပါအောင်ဘုကလည်းပိတ်ထားတယ်ပြောတယ်ပြေးမယ်ကလေးတွေတော့ပို့ချောင်းနေဆင်း runစုလေးရှေ့မှာစုလေးမြဲတာဟုတ်လားအဲ့လိုခါမအင်ကြီးတွေကိုအလားဆုံးဖြစ်အောင်ထုတ်လုပ်ပေးထားတာတော့ဒီဇိုင်နာခိုင်အမရာပါကဲလေးပြင်ရွှေလာ
တော့ပြမာလာလာဝင်နဲ့တိုင်းဒီမျိုးပါသလူတိတ်ကြီးလေးရုံတော်ရုံပြည့်နေတူတသိထိတ်ကားလာဝဲကိုလေဘရုံရောင်ပြီးသားကြော့ဖြီးအားလျှော်တဲ့ဟန်ရီမူဒီလေးအေးစီလေးအနောက်ကနေစီမနာလေးဖြူဝေပါစေကျင်နာလူတွေလည်းနောင်ရလေ အိမ်ပြန်ရောက်ပါပြီရှင်နေရတော့ရမ်းပူရယ်ကိုဒါနေ့လယ်ပိုင်းတစ်ခေါက်နားတာပေါ့နေ့လယ်ပိုင်းနားတာဆိုညနေစုပ်အတွက်စားပြီးတော့အမွေမယ်နောက်နေ့3နိုင်လောက်နေတွေ့ကြတယ်ပြန်ထွက်ပါပြီအခုက2နိုင်ခွဲပေါ့နော်အဲ့တော့မအိတ်လိုက်ရပါဘူးအချိန်မရှိတော့ဆက်နဲ့စားပြီးတော့နည်းနည်းတော့အနားယူလိုက်ပါတယ်အခုပြန်သွားတော့မှာပါထိုင်ပြီးတော့ဓာတ်ပုံလေးပါလေးရိုက်မယ်ဆိုပြီးစပင်လေးပဲတက်ကိုကကိုလှလှလေးလုံနေတဲ့အချိန်မှာနောက်ကဥပကြီးကလေးတိုက်ပြီးတော့လာအုပ်တာပါတဲ့ရမ်းပြုတ်ဖို့ကောင်းနေပြိတ္တတွေကအားပေးချမ်းကျန်ဆိုတာလေဂျိုနီလေးကတော့ဒီလောက်ပါပဲကင်မရာဘာလို့လင်းနေပြန်နေလဲမသိဘူးအဲ့တော့ဂျိုနီကတော့ဒီလောက်ပါပဲအကြနေမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye see you